안녕하세요. 오랜만이에요. 자, 지내셨죠? 오늘은 또 재미있게 한국어 배워봐요. 그럼 이제 시작해볼까요? 디네릴라마로 취미 화도 취미와 와드나 화도와 러샤무 와드나 러샤무 취미 와도 와드나 러샤무는 받아내 미네리고 리라도 맘치 바래. 미넨 바이 레라 비로신 대화 바이ကိုလည်းဆက်ပြီးတော့လေ့လာသွားပါမယ်။ဒါဆိုရင်တူတူစပြီးတော့မင်းလေးတွေကိုလေ့လာကြည့်လိုက်ကြရအောင်ပါ။ဘက်ထုမင်းထောင်းနေချီတာဘက်တန်ရိုက်ဒီအတန်ကူးထွက်တယ်နော်။နားကအုံးကိုအတန်ကူးထွက်တယ်နော်။ဘက်ထုမင်းထောင်းနေချီတာဘက်တန်ရိုက်ဒီဂျာဂျောကောရင်ထာရာစရင်းစီဒီဂျာဂျောကောရင်ထာရာစရင်းစီဒီဒူဆန်နေဟာရာတောင်တက်ဒီဒူဆန်နေဟာရာတောင်တက်ဒီအဲ့ဒါအတန်ကူးရယ်နော်။ဒူဆန်နေဟာရာတောင်တက်ဒီ낚시는 하라 가면디 낚시로 하라 가면디 피아노를 치라 피아노 디디 피아노를 치라 피아노 디디 게임이 하라 갱가사디 게임이 하라 갱가사디 디마가အတန်ကူးပြီးတော့ထွက်တယ်နော် 게임이 하라 갱가사디 ဒီလိုတစ်လုံးချင်းအတန်ထွက်မယ်ဆိုရင် 게임ing 하라 갱가사디 အဲ့တော့မှအမြင်မြန်တန်ထွက်တဲ့ခါမှာ gaming ဟာတာ game ကစားသည်တစ်ခေါက်စီလောက်အတူတူပြန်ပြီးတော့ဆိုကြည့်ကြရအောင်ဘက်ထူမင်းထောင်းနေချီတာဘက်တန်ရိုက်သည်ဂျာဂျောကောရင်ထာတာဆိုရင်စီသည်ဒူဆန်နင်းဟာတာတောင်တက်သည်နက်ရှိရင်ဟာတာငါးမြသည်ဖီယာနိုရင်ချီတာဖီယာနိုသည် gaming ဟာတာ game ကစားသည်မိနစ်လေးတွေကိုကြက်ထားမယ်အဲ့ဒါပြီးလို့ရှိရင်အခုပြောမယ်ဒီတဲဟွာပေါ့နော်ပြန်လည်စကားပြောခြင်းပိုင်းကိုအတူတူနားထောင်ကြည့်ကြရအောင်ပါ제2과 취미 대화 1 유키 씨는 취미가 뭐예요? 제 취미는 수영이에요. 민수 씨도 수영을 좋아해요? 아니요. 저는 수영을 못해요. 그러면 민수 씨는 취미가 뭐예요? 제 취미는 낚시예요. 주말에 바다에서 낚시를 해요. 디데와오 루루 컬러 파지자야. 유키 씨는 취미가 뭐예요? 제 취미는 수영이에요. 민수 씨도 수영이 좋아해요? 아니요. 저는 수영은 못해요. 그러면 민수 씨는 취미가 뭐예요? 제 취미는 낚시예요. 주말에 바다에서 낚시를 해요. ဒါဆိုရင်ဘာသာပြန်ကြည့်ကြမယ်ဒီဒေဝါလေးကိုပထမဆုံးမင်းစုကနေပြောရနော်ယူခီရှင်နိုချမီကမော်ရေတဲ့ယူခီရှင်ရဲ့တဲ့ဝါဒနာကတဲ့ဘာလဲလို့မေးတဲ့အခါမှာယူခီကပြန်ဖြေတယ်နော်ဂျဲချမီနိုဆူယောငီရဲ့ကျွန်တော်ရဲ့ဝါဒနာကတော့ရေကူးခြင်းဖြစ်ပါတယ်တဲ့မင်းစုရှိတော့ဆူယောငင်းဂျွာဟဲရောတဲ့မင်းစုရှိရောတဲ့ရေကူးခြင်းကိုကြိုက်လားတဲ့သူအဲ့လိုပြန်မေးလိုက်တဲ့အခါမှာမင်းစုကပြန်ဖြေအာနီယောတဲ့ကျွန်တော်ဆူယောငင်းမို့ထဲရောတဲ့ကျွန်တော်ကတော့တဲ့ဆူယောငင်းရေကူးခြင်းကိုမို့ထဲရောမလုံးနိုင်ပါဘူးဆိုတာကရေမကူးတတ်ပါဘူးလို့ပြောတာနော်ကျွန်တော်ရောရေမကူးတတ်ပါဘူးတဲ့အဲ့ဒီအချိန်မှာယူခီကပြန်ပြောတယ်ဂရမျောတဲ့မင်းစုရှိနော်ချွေးမိကမော်ရောတဲ့ဒါဆိုရင်တဲ့မင်းစုရှိရဲ့ဝါဒနာပါလေလို့ပြန်မေးတဲ့အခါမှာမင်းစုကနေကျဲတဲ့ကျွန်တော်ရဲ့ချွေးမိနော်ဝါဒနာကတော့တဲ့နာရှိရရောတဲ့ငါများချင်းဖြစ်ပါတယ်တဲ့ဂျူးမာတဲ့ဆိုတော့ပိတ်ရနော်စနေတိုင်းကနေပိတ်ရကိုပြောတာဂျူးမာတဲ့ဘာရအဲဆိုတဲ့ပိတ်ရမှာဆိုလို့ရှိရင်တဲ့ပင်လေကိုသွားပြီးတော့တဲ့နာရှိရန်ဟေကိုငါများချင်းကိုလောက်ပါတယ်တဲ့ဒီနေ့လေးတွေကြက်ထားမယ်ဒီဒေဝါတွေကိုလည်းနားထောင်တာတွေတို့ပြန်ပြောတာတွေတို့ဆိုရင်လည်းကိုယ့်ဘက်ကိုလေ့ကျင့်ကြည့်ကြမယ်တကယ်လို့နားမလဲတာရှိရင်လည်းဒီcommentလေးမှာပေါ့နော်မေးခဲ့လို့ရတယ်ဒါဆိုရင်အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်အားလုံးပဲ bye bye